အဲ့တော့အဓိကဒီဗီဒီယိုမှာပြောချင်တာကကြတော့ဘာလဲဆိုတော့ကိုက confirmation ကိုစောင့်နေလို့လား confirmation စောင့်နေဆိုလို့ရှိရင်ဒီလိုနေရာမှာ confirmation တစ်ခုရတယ်နော်ပို့ပြီးတော့တေးကြတယ်ပြောချင်တာက confirmation တစ်ခုစောင့်နေဆိုတာကဒီမှာ down trend လေးအနေနဲ့လာတယ်ဘယ်နာရောက်ရင် trend ပြန်ပြောင်းတော့မယ်ဆိုတာကိုကသိတယ်နော်အဲ့ဒါကိုမြင်ရတဲ့အတွက်ကျွန်တော်တို့ရဲ့ confirmation စောင့်နေဆိုလို့ရှိရင် entry တစ်ခုကပို့ပြီးတော့တေးကြတယ်နော် TB သွားဖို့တော့ကိုတေးကြတယ် confirmation စောင့်လို့ SL မထိဘူးလို့လုံးဝမပြောဘူးเนาะဒါပေမဲ့ confirmation စောင့်တာဖြစ်တဲ့အတွက်ပို့ပြီးတော့တေးကြတယ်ဒါပေမဲ့ဒီလိုမျိုး confirmation တစ်ခုရပြီးတဲ့အချိန်ကြတော့မှ retrace တာပြန်မလာခဲ့လို့ရှိရင်ကျွန်တော်တို့ဥစားဖြစ်ပြီ entry လွတ်တယ်နော်အဲ့ဒါမျိုးလေးကိုအဓိကပြောချင်တာပြီးတော့ကြတော့ကျွန်တော်တို့အကယ်၍တာ confirmation မစောင့်ခဲ့ဘူးဆိုလို့ရှိရင်ဒီဇုံရောက်တာနဲ့ချက်ချင်းတန်းဝယ်လို့ရတယ်ချက်ချင်းတန်းဝယ်မယ်ဆိုလို့ရှိရင်တော့ဘာဖြစ်တတ်လဲဆိုတော့အကယ်၍ဒီ down trend တစ်ခုဒီ higher time frame မှာ retrace တစ်ချက်လာတယ်ဒီ lower မှာဆို down trend တစ်ချက်လာတယ်အဲ့ဒီ down trend ကြီးကအဲ့ဒီပြောချင်တာ higher time frame ရဲ့ retrace ကအရှိန်မကုန်သေးပဲနဲ့ပြန်ပြီးတော့တော်တော်နဲ့မတက်ဘူးဆိုလို့ရှိရင် SL ထိသွားနိုင်တယ်နော်အဲ့ဒါလေးပေါ့အဲ့တော့ပြောချင်တာက confirmation စောင့်တဲ့လူတယောက်က entry ကတေးကြတယ်ဒါပေမဲ့ entry လက်လွတ်ဖို့လည်းရာခိုင်နှုန်းရှိတယ် confirmation ရပြီးတော့ဒါ retrace ပြန်မလာခဲ့ရင် entry လက်လွတ်ဖို့ရာခိုင်နှုန်းရှိတယ် confirmation တာမစောင့်ခဲ့ဘူးဆိုလို့ရှိရင်ဘာဖြစ်တတ်လဲဆိုတော့အကယ်၍ဈေးက reversal ပြန်ပြီးတော့မသွားခင်မှာအရှိန်မကုန်သေးရင် SL တော့ထိတာမျိုးဖြစ်နိုင်တယ်ဒါပေမဲ့ entry လုံးဝလက်မလွတ်ဘူးเนาะအဲ့ဒီနှစ်ခုကိုကျွန်တော်တို့ရှင်းပြီးသိရမယ်အဲ့တော့ကိုက confirmation ကိုဘာနဲ့စောင့်ပါလဲ SMC နဲ့စောင့်ပါလား candlestick နဲ့စောင့်ပါလားဘယ်ဟာနဲ့စောင့်တော့ကိုယ့်အတွက်အဆင်ပြေဖို့လိုတယ်ဘာနဲ့စောင့်ရတယ်ဒီမှာဆိုလို့ရှိရင်ဟုတ်စား engulfing ပြန်ပေါ်တယ်အဲ့လိုအချိန်မှာလိုက်ပြီးတော့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းရတယ်เนาะအဲ့တော့ပြောချင်တာက price action နဲ့စောင့် SMC နဲ့စောင့်ဘယ်လိုပဲစောင့်ကိုယ့်အတွက်အဆင်ပြေဖို့လိုတယ်ဒါပေမဲ့အဲ့ဒါကိုသိဖို့တော့ကိုလည်းကိုက back test တွေစတိုက်လောက်ထားရမယ်ပေါ့နော်